ကုန်ရှိတယ် မင်္ဂလာပါကလေးတို့ရေတာယာလှပတဲ့ကားမျိုးတော်လေးမှာရဲရင်လို့ခေါ်တဲ့မျက်လုံးဝိုင်းဝိုင်းနဲ့မီးတက်ကားအနီလေးတစ်စီးရှိတယ်သူ့ဘေးနားမှာတော့ဘီးကျဲလို့ခေါ်တဲ့ဘီးကြီးတွေတက်ထားတဲ့ Monster Truck ကအပြာကြီးတစ်စီးရှိတာပေါ့ဘီးကျဲကြီးကသူ့ကိုယ်သူအရန်အထင်ကြီးတယ်သူကလမ်းပေါ်ကကြောက်တုံးတွေကိုကြော်ဖြတ်မောင်းနှင်ပြပြီးဟေးငါ့ကိုကြည့်ကြစမ်းငါကဘီးအကြီးဆုံးနဲ့အတန်မာဆုံးကားကြီးကွာလို့အမြဲဝါကြွားတတ်တယ်မီးတက်ကားလေးရဲရင်ကတော့ဘယ်တော့မှမဝါကြွားပါဘူးသူကအန်ဒီရဲ့တစ်ခုခုဖြစ်လာရင်ကူညီနိုင်ဖို့အတွက်နေ့တိုင်းရေပိုက်ကိုစစ်ဆေးပြီးလေ့ကျင့်နေတတ်တယ်သူ့ရဲ့ရေစီလေးထဲမှာလည်းရေတွေအပြည့်ဖြည့်ထားတာပေါ့တနေ့တော့ဘီးကျဲကြီးကရဲရင်ကိုမြင်သွားပြီးဟာမီးတက်ကားပူလေမင်းကိုကြည့်ရတာတေးသေးလေးပဲငါလောက်လည်းမတန်ပါပဲနဲ့ပါရီများကဲတင်နိုင်ပါလေလို့လှောင်ပြောင်သွားတယ်အလွန်ပူပြင်းတဲ့နှွေရာသီနေ့တစ်နေ့မှာဘီးကျဲကြီးဟာခြောက်သွေ့နေတဲ့တောအုံနာကတောင်ကုန်းပေါ်မှာကျန်းတန်းနဲ့အကွက်ဆန်းနေသွားမောင်းပြနေပါတယ်သူကအရှိန်ပြင်းပြင်းနဲ့ကြောက်တုံးတွေကိုကြိတ်ချီလိုက်တဲ့အခါဘီးကျဲကြီးရဲ့ဘီးနဲ့ကြောက်တုံးပုတ်တိုက်မိရာကနေမီးပွင့်သွားပြီးခြောက်သွေ့နေတဲ့မြက်ခင်းတွေကိုမီးကူးသွားပါတော့တယ်ခဏလေးအတွင်းမှာပဲတောအုပ်လေးဟာမီးတောက်တွေဝိုင်းရံသွားပါတော့တယ်မီးတွေဝိုင်းသွားတဲ့အခါဘီးကျဲကြီးဟာအယမ်းလန့်သွားတယ်သူ့ရဲ့ဘီးကြီးတွေကလည်းတစ်ကိုင်းချောက်တွေကြားထဲမှာညပ်နေပြီးရှေ့ဆက်မောင်းလို့မရတော့ဘူးကဲကြပါအောင်ငါ့ကိုကဲကြပါအောင်လို့ကြောက်လန့်တကြားအော်ဟစ်ပါတော့တယ်အဲ့ဒီအချိန်မှာအရေးပေါ်ဦးဩတန်နဲ့အတူမီးသက်ကားလေးရဲရင်ရောက်လာပါတယ်ရဲရင်ဟာမီးတောက်တွေကိုလုံးဝမကြောက်ပဲဘီးကဲကြီးစီကိုအမြန်ဆုံးမောင်းလာခဲ့ပါတယ်ရဲရင်ကသူ့ရဲ့ရေပိုက်ကိုတေချာချိန်ရွယ်ပြီးမီးတောက်တွေစီကိုအားကုန်ပန်းထုတ်လိုက်ပါတယ်ရေတွေထိသွားတဲ့အခါမီးတောက်တွေအကုန်ငိမ့်သွားပြီးဘီးကျဲကြီးအတွက်အပြင်ထွက်เสียလမ်းကြောင်းလေးတစ်ခုပွင့်သွားပါတော့တယ်ဘီးကျဲကြီးလည်းအပြင်ကိုအမြန်မောင်းထွက်လာခဲ့ပါတယ်အသက်ပေးကလွတ်လာတဲ့ဘီးကျဲကြီးဟာရဲရင်ကိုအယမ်းကျေးဇူးတင်သွားပြီးအရင်ကလှောင်ပြောင်ခဲ့မိတာတွေကိုတောင်းပန်လိုက်ပါတယ်ကဲကလေးတို့ရေဒီပုံပြင်လေးကဘာသင်ခန်းစာပြီးလဲဆိုတော့ခန္ဓာကိုယ်ကြီးမားတန်ဆွမ်းနိုင်အစွမ်းထက်တာမဟုတ်ပါဘူးသူတစ်ပါးကိုကူညီရတဲ့တတိရှိမှသာတကယ်စူပါဟီးရိုးစစ်စစ်ဖြစ်တယ်ဆိုတာပါပဲနောက်ထပ်ပုံပြင်လေးတွေကြည့်ဖို့ channel လေးကို subscribe လုပ်ခဲ့အောင်နော်တတာ